အာဖရိကတိုက်ရဲ့လက်နကူရူမြတ်ထင်းပင်ကျဲရင်ဟာတော်ရိုင်းတိရစ္ဆာန်တွေအတွက်အကောင်းဆုံးရှင်တန်ရနေတာတစ်ခုဖြစ်ပါတယ်ဒီကနေ့မှာတော့တဘာဝတော်ရိုင်းချင်းတဲ့တဆုံရဲ့မျိုးပွားမှုဆိုင်ရာအပြုအမူတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ချင်းတဲ့တွေဟာအုပ်စုနဲ့နေထိုင်တတ်ကြပေမဲ့မျိုးပွားဖို့အတွက်ဆိုရင်တော့တီးတန့်အချိန်ယူလေ့ရှိကြပါတယ်ဒီချင်းတဲ့အထီးကြီးကတော့မျိုးပွားဖို့အတွက်အသင့်စင်နေတဲ့လက္ခဏာတွေကိုပြသနေပါပြီချင်းတဲ့တွေရဲ့မျိုးပွားမှုဖြစ်စဉ်ဟာအချိန်တိုတောင်းပေမဲ့ရစ်ပေါင်းများစွာအတွင်းအကျဉ်းကြီးအမြောက်အများပြုလုပ်လေရှိပါတယ်အခုဆိုရင်သူတို့နှကောင်ရဲ့တဘာဝမျိုးပွားမှုဖြစ်စဉ်ကိုစတင်တွေ့မြင်နေရပါပြီဒီဖြစ်စဉ်အတွင်းမှာချင်းတဲ့ထီးရဲ့ဟိမ့်တန်တွေကတောအုပ်တစ်ခုလုံးကိုပြန့်နှံ့သွားစေပါတယ်ဒါဟာသူတို့ရဲ့တဘာဝအတိုင်းမျိုးဆက်ပြန့်ပွားရေးအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်မျိုးပွားမှုပြီးဆုံးတဲ့အခါမှာတော့သူတို့ဟာခတ္တအနားယူလေးရှိကြပါတယ်ချင်းသိမ့်မအီလာတော့ကျေနပ်အားရစွာနဲ့မြက်ခင်းပြင်ပေါ်မှာလူးလိမ့်နေတာကိုတွေ့ရမှာဖြစ်ပါတယ်မကြခင်မှာပဲသူတို့ဟာနောက်ထပ်တစ်ကြိမ်ဒီဖြစ်စဉ်ကိုပြန်လဲစတင်ကြဦးမှာဖြစ်ပါတယ်ဒါကတော့တဘာဝတော်ရိုင်းထဲကချင်းတဲ့တွေရဲ့အံ့ဩစရာကောင်းလာတဲ့ဘဝဆက်ဝင်းရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်